ကိုသွားဖို့အတွက်ပေါ့နော်လေးစီရတာပေါ့နော်အရန်ကိုလှပါတယ်တကယ်ကိုစိတ်ကလည်းလှရေးလေးရလည်းကြီးဒီရေဘောကဒီစိတ်ကတစ်ခုလုံးကလုံးဝအတန့်ပြတ်နေရပါပဲဒါတော့ဘဝမှာသူရှင်အရှင်ကားကိုကြည့်ပြီးတော့ပေါ့နော်အရန်ကိုသွားချင်နေခဲ့တဲ့အီတလီဗန်နီစ်ပေါ့နော်ဗန်နီစ်မှာအရန်လေးစီးချင်တာအရန်လေးစီးချင်တဲ့ dream ခုပြေဝသွားပြီပေါ့နော်Try this one. Video. Oh, yeah. Italy Venice မှာလေးစီရတာအရန်မိုက်ပါတယ်ပြောရသည်ဦးတွေကလည်းအေးရေလေးကလည်းကြီးပြောတို့နိုင်ငံအရန်ကိုတန့်ပြန့်ပြီးတော့ကျွန်းပေါ်မှာဒီရေပေါ်မှာနေတဲ့လူတွေအကုန်လုံးလည်းလုံးဝအမိုက်ကိုဖြစ်လို့မရပါဘူးပေါ့နော်စီးမင်းတွေလောတွေအများကြီးချမှတ်ထားရပေါ့အရန်ကိုပြောဖို့ကောင်းတဲ့ Venice Italy ပါတပုံတွေလည်းအများကြီးရိုက်ခဲ့ပါတယ်